ကျွန်တော်မိတ်ဆွေများအတွက်လက်ဆောင်လေးတစ်ခုပါကြပါတယ်ကျွန်တော်တို့စီမှာအပူရှိန်အပြင်းဆုံးအချိန်ကာလကိုကျွန်တော်တို့ဖြတ်တန်းနေကြရတာအနေနဲ့အများအပူတောင်ခံစားကြရတာပဲပေါ့နော်အဲ့တော့ဒီလိုရာသီဥတုမျိုးမှာလေရေချိုးမှားတယ်လို့ဆိုတာမျိုးတွေဖြစ်တတ်တယ်အေယာကွန်ခန်းထဲကနေပြီးတော့အပြင်ရုပ်တရက်ထွက်လိုက်ပြီးဘာဖြစ်တယ်လို့နေကင်းဘယ်အချိန်မှာရေချိုးလိုက်လို့ဘာဖြစ်တယ်လို့ဟာကားစီးနေကားမောင်းနေနဲ့ပူလုံးလုံးမခံနိုင်လို့မလို့လက်ကင်မွားလေးရေစွတ်ပြီးတော့ကုတ်ပေါ်တင်ထားတာဘာဖြစ်သွားတယ်လို့ဆိုတော့အတန်နေခုနာဒီနာဆိုသလိုကြားလေးရှိတဲ့ຢာသေးပေါ့ကျွန်တော်တို့မြေလက်ဘက်ပေါ့နော်အပူပိုင်းဘက်တွေမှာဆိုလဲမြစ်ပေးချောင်းပေးတွေပေါ့အထူးသဖြင့်မြစ်ပေးတွေမှာဆိုရင်အဆောင်နေပိုင်းနဲ့တောင်စောင့်ထားရတယ်ဆိုတာမျိုးလူတွေကတအားပူလွန်းတဲ့ခါကျတော့မြစ်ထဲမှာလာပြီးအဲနေကင်းကြီးမှာရေလာချိုးကြတာအဲ့ဒါအပူတွေရှက်ကုန်ဒုက္ခတွေရောက်ကုန်ဆိုတာမျိုးပေါ့နော်ဆိုတော့တင်းတင်းကြပ်ကြပ်တောင်တားရတယ်ပြောတယ်အဲ့တော့တချို့ကြတော့လဲကဲဖြစ်ခါမှဖြစ်ရောနောက်ခါလာနောက်စေးလောလောဆယ်ပူတာတက်တာပြီးရောဆိုပြီးတော့လောက်ကြတာပေါ့ဗျာနော်အဲ့တော့ရေခဲရေတောက်တာပဲဖြစ်ဖြစ်ရေချိုးချလိုက်တာပဲဖြစ်ဖြစ်အဲ့ဒါတွေကအဆင်မသိရင်အသက်အန္တရာယ်ရှိတယ်ပေါ့အဲ့ဒါအတန်တွေလည်းကြားရတယ်အဲ့တော့ကျွန်တော်ကြားဘူးမှတ်ပူထားတဲ့ဘုဒ္ဓတလိုက်တစ်ခုကအယံပူလို့မခံစားနိုင်လောက်အောင်ဖြစ်တယ်အထူးသဖြင့်တက်ကြီးရွယ်ဦးပိုင်းတွေလူကြီးပိုင်းတွေကလေးတွေပေါ့နော်ရေချိုးလိုက်ရင်လည်းအန္တရာယ်ဖြစ်မှာစိုးရင်ရတယ်ဆိုရင်အဲ့အပူချိန်ပေါ့ခန္ဓာကိုယ်ကအပူချိန်ရော့ပါကြောင်တက်တာကြောင်ဆိုရင်တဲ့ရေစလုံးတို့ရေပုံးတို့ထဲမှာရေထည့်ပြီးတော့ဒီလက်ကောက်ဝက်လောက်ပေါ့နော်ရောင်စစ်အောက်ပိုင်းလက်ကောက်ဝက်လောက်ဒီကိုအဲ့ရေထဲမှာခဏလေး9မိနစ်လောက်ပေါ့စိန်ထားလိုက်ပါအဲ့ဒါဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကအပူချိန်အန္တရာယ်ကင်းစာရော့သွားလိမ့်မယ်မခံမရနိုင်ဖြစ်လောက်အောင်ခံစားရတဲ့အပူဓာတ်တက်တာရောပါသွားလိမ့်မယ်တဲ့စိတ်မှာလည်းအေးလူမှာလည်းအေးပေါ့နော်ကဲအဲ့တော့အဲ့ဒါလေးကကျွန်တော်မိတ်ဆွေများကိုယ်တိုင်ခံစားရရင်ကိုယ်တိုင်သုံးမှာပေါ့ဒါမှမဟုတ်လည်းကိုမိသားစုတွေကအထူးသဖြင့်လူကြီးသူမတွေလက်ကြီးရွယ်အိုတွေကလေးငယ်တွေထွန်းလူပူလုံးလုံးမခံမရနိုင်ဖြစ်တယ်နော်ဆိုလို့ရှိရင်အဲ့လက်ကောက်ဝက်လောက်အထိရေအေးလေးထဲမှာစိန်9မိနစ်လောက်ပေါ့စိန်ထားလိုက်ခြင်းအပြင်အန္တရာယ်ကင်းစွာနဲ့ခန္ဓာကိုယ်အပူချိန်ကိုကြောကြစေပါလိမ့်မယ်ဆိုတော့လက်ဆောင်လေးပါလိုက်ပါတယ်အားလုံးအေးချမ်းကြပါစေခင်ဗျာ